你嘞，NUG ကိုဘာပြောချင်လဲ ရာထူးမှာပဲယူနေကြတဲ့သူတွေကိုဖယ်ရှားပေးပါလို့ပြောချင်တယ် 你嘞 NUG ကိုဘာပြောချင်လဲ လူကြီးမင်းတို့လေပေါ်မှာကြီးတိုက်နေတဲ့တကယ်မြေပြင်လဲလာတိုက်ကြည့်အောင် 你嘞 NUG ကိုဘာပြောချင်လဲ ရဲဘော်ရဲ့အသက်ကိုတန်ဖိုးထားပါ အကို NUG ကိုဘာပြောချင်လဲ တော်လိုင်းရေးအစမှာတော့ယုံကြည်မှုရအောင်လုံခြုံရေးရပါမိစက်ရတယ်ဆွတ်ထည့်ပြီးတော့ဖွဲ့စည်းရတယ်လို့ပဲထင်ပါတယ်တော်လိုင်းရေးတက်တန်၄နှစ်ကျော်ကာလကြာလာတဲ့အချိန်မှာပြည်သူလူထုကအောက်ခြေရဲဘော်တွေရဲ့ရွေးချယ်ပေးတဲ့ခေါင်းဆောင်တွေကိုပဲတင်သိမှုလို့ထင်ပါတယ်လူငန်းနေရာမှာရှိပါဘူး 你嘞 NUG ကိုဘာပြောချင်လဲ တာဝန်နဲ့ရာထူးမခွဲခြားတတ်တဲ့တာကူတို့အရင်ရှင်းထုတ်ပါ 你嘞 NUG ကိုဘာပြောချင်လဲ ခင်ဗျားတို့ပြောနေလို့ဓာတ်ထူကြအောင်လို့ 你嘞 NUG ကိုဘာပြောချင်လဲ ပြည်သူလူထုပေါ်တစ္ဆာရှိပါ 你嘞 NUG ကိုဘာပြောချင်လဲ လက်နက်ခဲယံဒူဝချက်တွေကိုအများဖြည့်ဆည်းပေးပါ ဒီမှာလေး NUG ကိုဘာပြောချင်လဲ ရဲဘော်ရဲ့ကျမကြီးဦးစားပေးစေတယ် 你嘞 NUG ကိုဘာပြောချင်လဲ ဒဏ်ရာရဲဘော်တွေကိုပြစ်မထားပါနဲ့ 你嘞 NUG ကိုဘာပြောချင်လဲ လိပ်ပြလုံးပါပြီ လာကတေကမတေကြတော့ပါဒီတိုင်းပွဲမှာငါတို့ဟာတွင်နေတာကိုပုံအပ်တာ 你嘞 NUG ကိုဘာပြောချင်လဲ ကျွန်တော်တို့အားလုံးစီစီလုံးလုံးနဲ့ပန်းနိုင်ရအောင်ဆက်သွားခြင်းပါတယ်